ထားသည့်နေရာ၌ဘွဲ့အနေခြင်းအစီအစဉ်ဖြစ်ပါ၍ဘွဲ့ခံဆရာတော်ဗဒ္ဒနာအာဒိဋ္ဌဝန်တာလင်္ကာရအရှင်သူမြတ်အားတာဝန်ရှိသူများကအဓိပတိဆရာတော်ဘုရားထံပင့်ဆောင်ပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ဘွဲယူပြီးဆရာတော်ဘုရားဤအထုပ္ပတ္တိကိုဖတ်ကြားခြင်းအစီအစဉ်ဖြစ်ပါသည်ဘွဲခံဆရာတော်ဗဒ္ဒနာအာဒိဋ္ဌဝန်တာလင်္ကာရအရှင်သူမြတ်ဤအထုပ္ပတ္တိကိုဖတ်ကြားပူဇော်ပေးပါရန်ဥရဲလွင်ဆိုအားလေးစားစွာပန်ကြားအပ်ပါသည်ဆရာတော်ဗဒ္ဒနာအာဒိဋ္ဌဝန်တာလင်္ကာရဤအထုပ္ပတ္တိဆရာတော်ဗဒ္ဒနာအာရိစ္ဆဝန်သာလင်္ကာရသည် UK နိုင်ငံလန်ဒန်မြို့ဓမ္မာဓိပတိဝိဟာရအကျောင်းနှင့်ရန်ကုန်တိုင်းဒေသကြီးလှဲကူးမြို့ဓမ္မာဓိပတိဓမ္မရိပ်သာအကျောင်းတို့ကိုတည်ထောင်၍ဗရာဏနာယကဆရာတော်အဖြစ်ဖြင့်တည်င်းသုံးနေထိုင်တော်မူကာပြည်တွင်ပြည်ပနှစ်ဌာနလုံး၌တရားဟောကြားခြင်းတရားပြသခြင်းတို့ဖြင့်သာသနာတာဝန်များကိုထမ်းဆောင်လျက်ရှိပါသည်ဆရာတော်ဗဒ္ဒနာအာရိစ္ဆဝန်သာလင်္ကာရသည်စကိုင်းတိုင်းဒေသကြီးကန့်ဘလူမြို့နယ်ရွာသစ်ကုန်းရွာ၌1329ခုနှစ်ဝါကောင်လပြည့်ကျော်73ရက်1959ခုနှစ်စက်တင်ဘာလ2ရက်နေ့စနေနေ့တွင်ဖွားမြင်ခဲ့ပြီး1338ခုနှစ်တွင်ရှင်ပြုခဲ့ပါသည်1350ခုနှစ်တွင်ယဟန်ဖြစ်သို့ရောက်ရှိတော်မူခဲ့ပါသည်ကံဘလူမြို့နယ်ရွာသစ်ကုန်းကျောင်းဆရာတော်စကိုင်းမြို့မဟာသူဘောရယုံကျောင်းတိုက်ဆရာတော်ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်မဟာဝိသုဒ္ဓယုံကျောင်း၌ဆရာတော်စသည့်ဆရာတော်ကြီးများထံမှပါဠိပိဋကစာပေများကိုသင်ယူခဲ့ပြီးသာသနာလင်္ကာရသာမဏေကျော်ဘွဲ့သာသနာတဇဓမ္မာစတိယဘွဲ့ပါဠိပါရဂူဘွဲ့စသည့်ဘွဲ့တို့ကိုရရှိတော်မူခဲ့ပါသည်ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ်ဓမ္မရန်သီရိပ်သာဆရာတော်ထံမှပရိပတ်တိကျင့်စဉ်များကိုသင်ယူအားထုတ်ခဲ့ပြီးတတ္တမရန်သီဆရာတော်ကြီးနှင့်အတူ UK နိုင်ငံနယ်သာလန်နိုင်ငံတို့ကိုသွားရောက်၍တရားဟောတရားပြကမ္မထာနာစတိယဒါဝန်ကိုယနေ့တိုင်ထမ်းဆောင်လျက်ရှိပါသည်မြန်မာနိုင်ငံဗြိတိရှခေတ်1268ခုနှစ်တွင်တလိုင်းကုန်းဆရာတော်ဗဒ္ဒနာဝိမလဝန္တရေးသားပြုစုတော်မူခဲ့သောနှစ်ပေါင်း120သက်တမ်းရှိသည့်အင်္ဂုရတီကာကျမ်းကိုတီးဖြတ်ခါပါဠိဘာသာနိဒာနကထာရေးသားတင်သွင်းခဲ့ပါသည်ဇေယျတော်ဗဒ္ဒနာအာရိစ္ဆဝန်သာလင်္ကာရဤပါဠိဘာသာကျွမ်းကျင်လိမ္မာမှုကိုအသိမှတ်ပြုသောအားဖြင့်2026ခုနှစ်တွင်ဆရာတော်ဗဒ္ဒနာအာရိစ္ဆဝန်သာလင်္ကာရအားပညာဘူမိတက္ကသိုလ်ကပါဠိသတ္ထဝိဘာဝီပါဠိစာပေပညာရှင်ဒေါက်တာ Literature ဒီလစ်ဘွဲ့ကိုအနှင်းလိုက်ပါတည်းသာဓုသာဓုသာဓုပညာဘူမိတက္ကသိုလ်အနုဂဟနာယကကြီးကလူဝယ်များစက္ကက်လူရမ်းမိအစီအစဉ်ဖြစ်ပါ၍ပညာဘူမိတက္ကသိုလ်အနုဂဟနာယကကြီးဒေါ်နန်းတန်းထွေးမှဝ
ဘွဲကံဆရာတော်ဗဒနာအာဒိစ္စဝန်တာလင်္ကာရအရှင်သူမြတ်အားလူဝယ်ဝတ္ထုပစ္စည်းများကိုစက္ကပ်လူဒန်းပေးပါရန်ယိုသေးလေးစားစွာပန့်ကြားအပ်ပါသည်